ယောက်ချက်ရလွယ်မှန်းသိရင်3-4 တောင်းပေးဝယ်မစားပါဘူးဟင်း3-4 တောင်းပေးအောင်ဘာမိုဟင်းကားမို့လို့လဲလို့မေးရင်တော့နိုင်ငံခြားရောက်နေတဲ့မိုဟင်းကားပါနိုင်ငံခြားရောက်နေပြီဆိုရင်တော့မိုဟင်းကားမှမဟုတ်ပါဘူးလူလဲဈေးကြီးပါဈေးကြီးတယ်လို့ပြောပြီးဆိုကြတဲ့ကဈေးမပေါ်ချနဲ့လို့ပြောချင်တာဖြစ်ပါတယ်မိုဟင်းကားချက်ဖို့အတွက်အရင်ဆုံးငါးကိုပြုတ်ပါမယ်ပြုတ်တဲ့ငါးတွေကိုတော့စားစနွင်းငရုတ်ကောင်းချင်းပြားထည့်ပြီးပြုတ်တာပါပြီးရင်တော့ငါးအသားလေးတွေကိုတေချာနှွင်ပေးထားလိုက်ပါမယ်ကျမကတော့ငကြင်းကိုအသုံးပြုထားပါတယ်ပြီးရင်တော့ပဲမုံစိန်ကိုထမင်းစားစွန်းနဲ့လေးစွန်းကိုရေနဲ့ဖြုတ်ပေးထားလိုက်ပါမယ်ဒါကတော့မိုဟင်းကားချက်ဖို့လိုအပ်တဲ့ပစ္စည်းစရာတွေပါပထမဆုံးအနေနဲ့ကြက်သွန်နီကြက်သွန်ဖြူတွေကိုစီတက်ပေးပါမယ်စီကိုအချိန်ကြာလေးတေချာလေးတွန်းလာတဲ့အထိတက်ပေးရမှာဖြစ်ပါတယ်စီတက်ထားတာတွေနှွမ်းလာပြီဆိုရင်တော့ဆန်နွင်းနဲ့ငရုတ်သီးရောင်တင်မုံထည့်ပါတယ်ပြီးရင်တော့အသားနှွင်ထားတဲ့ငါးတွေပါထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ရှင်အရသာအနေနဲ့ကတော့စားနဲ့ငရုတ်ကောင်းမဲ့ထည့်ပါတယ်စောစောကပြုတ်လို့ပုံနေတဲ့ငါးပြုတ်ရည်တွေကိုလည်းထည့်ပြီးတော့ကြိုပေးလိုက်ပါတယ်ငါကတော့တထေးရဲ့ရေကတတာတွေကနေဂုံးစင်တာဆိုတော့ငါးဖက်တွေအများကြီးပဲပေါ့နော်စူပွက်လာပြီဆိုရင်တော့စောစောကကလပဲမုံစိန်ဖြော်ထားတာတွေကိုထည့်ပေးလိုက်ပါမယ်အရသာအပြည့်ကျဲကိုလိုချင်တဲ့အနေထားရောက်လာပြီဆိုရင်တော့ကြက်သွန်နီနဲ့ကြက်ဥပြုတ်ကိုလည်းထည့်ပေးလိုက်ပါမယ်မိုဟင်းကားကိုတော့အမျိုးမျိုးချက်ကြပါတယ်တချို့ကလည်းဆန်လောင်မုံနဲ့ချက်ကြတယ်တချို့ကလည်းကလပဲမုံနဲ့လည်းချက်ကြတယ်ပေါ့နော်မုတ်ဖက်ကိုတော့ကျမစီမံရှိတဲ့ဒီကြာစံတုပ်ကိုပဲတုံးပြီးတော့မုတ်ဖက်အနေနဲ့လုပ်လိုက်ပါတယ်တာလဘက်ကလည်းဘီးစီးဖြစ်နေရတယ်နန်းပင်မမာတော့ဘဲနဲ့ရှိတဲ့ကြက်သွန်မိတ်နဲ့ပဲစားလိုက်ပါတယ်ရှင်လွယ်လွယ်လေးမို့လိုက်ချက်နိုင်မယ်လို့ထင်ပါတယ်ဘိုင်ဘိုင်